ဆရာတော်ရှင်မြတ်ဗျာမိကုံမေးရှားခွင့်ပြုပါရှင်ဗျာဒီစွန့်ကတ်တဲ့အခါမှာပေါ့ရှင်ဗျာအိမ်အောင်စွန့်ပင်းတဲ့အခါမှာယေဇူးသားပဲပေါ့နော်သူအိမ်ကနေပြီးတော့ရွာလေးဆိုရင်ပိုတိတာပေါ့ကြက်ကိုတက်ပြီးတော့ဘုန်းကြီးကိုကတ်တယ်ဘုန်းကြီးကဒါယေဇူးသားလားလို့မေးရင်သူကလိန်ပြီးတော့ပတ္တကူသားပါဗျာလို့လိန်ပြီးကတ်လိုက်တယ်ဆိုရင်နော်ဘုန်းကြီးမှာရောအပြစ်ထိုက်လားလူမှာရောဘယ်လိုအပြစ်တွေထိုက်လဲရှင်ဗျာဘုန်းကြီးကအပြစ်မရှိဘူးသူတိမှမသိတာဝင်းနီးအဘယ်လည်းမသိဘူးခုနပါဏာနိပါဒဒုစရိုက်လည်းမရှိဘူး तू သဘောမတူဘူးလေ तू သိတယ်ဆိုရင် तू မစားဘူးဆိုရင်သဘောမတူဘူးလေဟို तू မသိလို့ဒီအသားငါ့ကို तू စားတယ်အဲ့တော့ဝင်းနီးအရာလည်းအဘယ်မသိဘူးအဘိဓမ္မာတုတ်တန်သဘောတရားလည်း तू အာဟုတုံမဖြစ်ဘူးလူကတော့ तू ကနှစ်ပိုင်းခွဲရမယ်နော်ရည်စူးပြီးတတ်တာဖြစ်ကြောင်းတတ်တဲ့အခါမှာ तू အာဟုတုဖြစ်တယ်အဲ့တော့လိန်တဲ့အခါမှာလိန်တဲ့အတွက်အာဟုတုဖြစ်တယ်ဒါပေမဲ့ तू ကစားစေလို့တဲ့စေတနာကုတု तू မှာအဲ့ကြောင့်စာထဲမှာပါတယ်နော်ဟိုအထက်ကရာတစ်ခုထဲမှာပဲအထက်ကရာလည်းမသိအဲ့ရဟန်းတော်တွေအမှအငတ်ပေးစိုက်ကြတာပေါ့နော်လူတွေမြို့သူမြို့သားတွေအားလုံးအငတ်ပေးဒုက္ခတွေစိုက်ကြတယ်အဲ့တော့စားစရာမရှိတော့လူတွေကကြမ်းဖန်ပြီးတောကောင်တွေကိုပြစ်တက်စားကြတယ်မွေတွေခွေးတွေတက်စားကြတာနော်ခွေးတွေပုံမှန်ဆိုတော့ခွေးတွေမတက်ကြအောင်ဒါပေမဲ့စားစရာမရှိတော့ခွေးတွေကိုတက်စားကြတယ်မွေတွေကိုတက်စားကြတယ်ရဟန်းဆိုတာကခွေးသားစားလို့မရအောင်နော်လူခွေးမြည်စင်တကြားလင်ရှင်သေးဝန်အောင်မွေဆိုတော့မွေသားလည်းစားလို့မရအောင်အဲ့တော့ရဟန်းတော်တွေကအဲ့မှာအငယ်ပေးလိုက်တဲ့ဆုံးခံသွားတဲ့အခါမှာလူတွေကလည်းဝင်းနီးသိတယ်ဘုန်းကြီးမွေသားမစားကောင်းဘူးခွေးသားမစားကောင်းဘူးလူတွေကသိတယ်ဒါပေမဲ့လောင်းစရာလည်းဘာမှမရှိဘူးဒီခွေးသားပဲလောင်းရတော့မှမွေသားပဲလောင်းရတော့မှဘုန်းကြီးတွေစားစေချင်တယ်အဲ့တော့သူတို့ကလိန်ပြီးတော့မွေသားကိုငရှင်းသားပါလိန်လောင်းတယ်ခွေးသားကိုလည်းသူကတခြားဝတ်သားလို့ဘာလို့မျိုးတစ်ခုခုနဲ့လိန်ပြီးလောင်းတယ်ပေါ့နော်အဲ့တော့ဘုန်းကြီးတွေကလည်းအဲ့ဒါမသိဘူးတကယ်မသိတာမသိတော့အဲ့ဒါကိုစားတယ်နော်အဲ့တော့စားတယ်အဲ့ဒါလူတွေမှာကုသိုလ်ရမရဆိုတော့ထက်ရာဆရာပြောတယ်ရတယ်သူတို့စေတနာကဘုန်းကြီးတွေကိုအာဘက်သက်မှာစေဆိုတဲ့စေတနာနဲ့သူတို့ကလောင်းတာမဟုတ်ဘူးလောင်းစရာမရှိလို့ဘုန်းကြီးတွေကိုမစားရမှာစိုးလို့စားစေခြင်းလို့လောင်းလို့တာအဲ့တော့သူတို့မှာဟိုတတ်တဲ့အချိန်နဲ့လိန်ကြတဲ့အချိန်ကတော့အကုသိုလ်ဖြစ်ပြီးတော့ဒီလောင်းတဲ့အချိန်မှာကတော့ကုသိုလ်ဖြစ်ပါတယ်ဆိုပြီးတော့ထက်ရာဆရာရှင်းပြထားတယ်နော်အဲ့တော့ထက်ရာဆရာကဒါလိန်ပြီးဆုံးလောင်းပေမဲ့ကုသိုလ်ရတာပေါ့နော်ကုသိုလ်ရတယ်ဟိုမှာတရားမင်းဆိုရင်လည်းကြည့်လေဆုံးလိန်လောင်းတာပဲလေတရားမင်းကသာသနာ့ဘကာလမှာ तू ကကုသိုလ်တွေလုပ်ပြီးတရားမင်းဖြစ်လာတာဒါပေမဲ့သာသနာ့ဘမှာလုပ်ခဲ့တဲ့ကုသိုလ်ဆိုတော့သူ့ကုသိုလ်ကနည်းနည်းအားနေတော့ကိုရောင်ကိုဝါတွေတိတ်ပြီးမတောက်ပါအောင်ကိုရောင်ကိုဝါမတောက်ဘူးအဲ့တော့ဟိုသာသနာတွင်မှာလုပ်ပြီးကုသိုလ်လုပ်ပြီးနက်လာဖြစ်တဲ့လူတွေကြတော့ကိုရောင်ကိုဝါတွေတောက်တယ်အဲ့တော့တရားမင်းကဟိုနက်တို့တနေတရားမင်းဖြစ်ပြီး तू ကချက်တာပေါ့နော်ချက်စရာကောင်းလိုက်တာငါဒီတရားမင်းဖြစ်ပြီးတော့ကိုရောင်ကိုဝါတွေနဲလိုက်တာပေါ့နော်အဲ့လိုတွေးတာပေါ့အဲ့တော့ तू ဘာလုပ်ရင်ကောင်းမလဲတရားမင်းကစဉ်းစားတော့မြတ်စွာဘုရားကိုဆုံးမလောက်မယ်ပေါ့